ထဲဖို့လို့ဘက်ထရီရွေးမယ်ပေါ့ဘက်ထရီရွေးမယ်ဆိုရင်ဘယ်လိုရွေးမလဲဆိုသူကအပိတ်အတွက်သူဒီဘက်ထဲမှာပြန်ပိတ်ဖို့ဒီအပိတ်ကလေးပါမယ်သူခလုတ်ကလေးပါမယ်အဲ့ဒီလိုပါမယ်ပေါ့ပါမယ့်ဟာကိုသူဒါနက်နဲ့ပြန်ဆွဲပြီးဒါတော့ရပါပြီနော်အဲ့တော့ဘက်ထရီကကျွန်တော်တို့အမ်ပီယာကောင်းတဲ့ဘက်ထရီမျိုးဆိုရင်တော့အဆင်ပြေတာပေါ့အဲ့ဒါကျွန်တော်ဒီဘက်ထရီလေးပြပေးမယ်ဒီဘက်ထရီလေးကကျွန်တော်ပုံမှန်လာတော့က2000 mAh ကို3C နဲ့လာတဲ့ကောင်လေးအဲ့ဒါလေးကိုကျွန်တော်တစ်စိသူတို့ကုမ္ပဏီအတိုင်းတစ်စိပြန်ပြောင်းခိုင်းပြီးတော့ပန်းရိုးမတစ်စိပြောင်းခိုင်းပြီးတော့ကျွန်တော်တွင်းထားကြည့်တာသူအများကြီးတော့မဟုတ်ဘူးပေါ့သုံးလို့လည်းကျွန်တော်တော်တော်များသုံးလို့အဆင်ပြေတော့ကြမှာသူ့ကိုကျွန်တော်စမ်းထားတာလေးတွေတစ်ချက်ကြည့်ကြည့်အောင်အဲ့ဒါလေးအရင်ပေါ့နော်အဲ့ဒါကဒီဘက်ထရီလေးက3C နဲ့လာတဲ့ကောင်လေးအဲ့ဒါကိုကျွန်တော်စမ်းလိုက်တော့MAH စစ်တာက MAH စစ်တာမြင်ရမယ်ထင်တယ် MAH စစ်တာကတော့2100လောက်ထွက်တယ်ပေါ့ဒီဟိုစစ်ကြည့်တာဒီ PYM လေးကိုစစ်ကြည့်တာပြီးတော့ကျွန်တော်သူ့ကိုဒီလီ600နဲ့ပဲ3A နဲ့ကျွန်တော် charging အပြည့်ရိုက်ကြည့်တယ် charging အပြည့်ရိုက်ကြည့်ပြီးတော့temperature sensor ဒီမှာကတ်ထားလိုက်တယ်ကတ်ပြီးတော့ကျွန်တော်တို့ဒီ UT204 ပေါ့ကလပ်မီတာမှာတိုင်းတော့42 degree Celsius အဲ့တော့ 3A နဲ့ charging ရိုက်တာတော့မှဒါမပူဘူးလို့ပြောလို့ရတဲ့ဘက်ထရီမျိုးပေါ့နော်ဒီဘက်ထရီမျိုးနဲ့ကျွန်တော် QC ရမရစမ်းကြည့်မယ်ဒီဘက်ထရီ10လုံးထည့်ပြီးတော့လေ okay ဒါကတော့ဒီဘက်ထရီကိုကျွန်တော်ဒီဟိုဟာထဲမှာသုံးမယ်လို့ပြကြည့်ရနော်အဲ့ဒါပြီးရင်ဒီကောင်လေးတွေကိုကျွန်တော်ဒီထဲမှာထည့်ကြည့်မယ်သူကဟိုဘယ်လိုလဲဆိုတော့ဒီမှာနှုတ်ဘက်အပေါင်းဘက်ဒီမှာတပြားဟိုသူကပေါင်းမထားဘူးပေါင်းမထားပဲနဲ့ဒီကပ်ပေါ်တင်တဲ့အခါကျမှသူကဒီမှာပေါင်းပြီးတင်ပေးတာဒီကအပေါင်းနဲ့တခါတည်းတွဲထားပြီးသားပေါ့အကုန်တွဲထားပြီးသားဆိုတော့ဒါမြင်ရမှတင်တယ်နော်ဒီမှာသူ့ရဲ့ဟိုပါပေါ့ spring ပြားလေးတွေပေါ့ spring အပေါင်းနှုတ်ပြားလေးအဲ့ပြားလေးတွေကိုဒီကပ်ပေါ်ကိုသူကတခါတည်းသွားပြီးတော့တင်ပေးထားလိုက်တာနော်အဲ့တော့ကျွန်တော်ဘက်ထရီစထည့်ကြည့်မယ်ဒီဘက်ထရီ 3C ဘက်ထရီလေး2000 3C ဘက်ထရီလေးအပေါင်းနှုတ်တော့လွဲလို့မရဘူးပေါ့ဒါကတော့တခါတည်းကျွန်တော်တို့တောင်းပြီးသုံးလို့ရတဲ့ power bank မျိုးဖြစ်အောင်လုပ်ကြည့်တော့ဒီဟာလေးတွေကိုတကယ်လို့လေးလုံးတွဲကိုအဲ့လိုဒီစတူယန်ပုံစံလေးအတိုင်းဟိုဟာလုံးလိုက်ရင်လည်းစပို့အရင်တွဲထည့်ပြီးတော့ချုပ်ထားလိုက်ရင်တော့လည်းပိုကောင်းတာပေါ့ဘာလို့ဆိုကျွန်တော်တို့ဟိုဟာတွေကျတော့ရှစ်လုံးဟိုဟာတွေမှာကျတော့သူဘက်ထရီပေါ်မှာကုတ်တဲ့ဟိုဟာလေးတွေကိုကော်သားမှာတစ်ခါလဲထည့်ပေးထားတယ်ဒီကောင်လေးကိုကျွန်တော်ကြည့်တာကျတော့ကော်သားမှာမပါပေမဲ့ဟိုထိန်းတဲ့နေရာမှာတော့သူကကွက်တိထိန်းနိုင်ပါတယ်အဲ့တော့ဒီဟာလေးထည့်ပြီးတော့ကျွန်တော်တို့ကုတ်တဲ့အပြားလေးအုပ်ကြည့်အောင်ဒါဆိုတော့ကွက်တိတော့ဝင်သွားပြီဒီပုံစံလေးပေါ့မြင်ရမယ်အဲ့တော့ကိုထဲတဲ့ဘက်ထရီကိုဒီမှာတစ်ခါတည်းတန်းပြီးတော့ကြည့်လို့ရတယ်ဒါအောက်ပိုင်းဘက်ပြီးသွားပြီဆိုတော့ဒီဘက်ဆိုတော့ဒါဘက်ထရီထည့်တာအပေါင်းနှုတ်လုံးဝမလွယ်ဘူးဆိုလို့ရှိရင်ကပုံမှန်နေထားပဲအဲ့တော့ကျွန်တော် power close နှိပ်ကြည့်တယ် power close နှိပ်ကြည့်တော့ဒါကပေါ်လာတယ်ပေါ့ဒါဆိုရင်ကျွန်တော်တော်တော်များများစမ်းလို့ရပြီပေါ့နော်ပထမဆုံးမီတန်းလေးစမ်းကြည့်အောင်မီတန်းအတွက်ကတော့ power key ကိုသူ long press ပေါ့အကြာကြီးဖိနေတော့လိုက်ဒါမီတန်းလင်းလာမီတန်းလင်းတော့တော်တန်ယုံလောက်တော့သုံးလို့ရမယ်လို့ထင်ပါတယ်ဒီလောက်ပုံစံလောက်ပေါ့နော်လင်းပါတယ်ဆိုတော့လည်းပဲကြည့်တယ်ဟောရဒါမီတန်းပြီးရင် long press နဲ့ပြန်ပိတ်ရပြီနော်ဒါဆိုပြန်ပိတ်သွားပြီ okay အဲ့ဒါပြီးရင်ကျွန်တော် 4R သွင်းကြည့်မယ်သူ့ဒီဟိုအပေါက်တွေကနေပြီးတော့ကျူစီရသလားပေါ့နော်ကျူစီရတာဆိုကျွန်တော် 4R သွင်းကြည့်လိုက်တခါလေးသူ့ကနေသူပုံစံလေးဖြစ်တော့ဒီအပေါ်ကနေပြီးတော့ဒီကောင်အုပ်လိုက်အုပ်ပြီးတော့ဒါကျွန်တော်သူပြန်လုံးထားတဲ့ပုံစံပေါ့ PC လုံးထားတဲ့ပုံဒီ
ဒီကနေပြီး screw လေးလုံးဆွဲလိုက်လို့ရှိရင်ပြီးပြီပေါ့အဲ့တော့ခလုံးမိသလားပေါ့ခလုံးနှိပ်ကြည့်ရင်ဒီမှာကနန်းပေါ်လာရအောင်ခလုံးနေဒါ screw တစ်ချောင်းကိုဆွဲလိုက်လို့ရှိရင်တော့ခလုံးမိသွားပြီပေါ့ရပြီနော်โอเคတော့လုံးတဲ့ပုံစံမျိုးကျွန်တော်ဟိုဟာလုပ်ကြည့်အောင်ဖုန်းအားသွင်းကြည့်မယ်နော်ဖုန်းအားသွင်းကြည့်မယ်ဆိုတော့ပထမဆုံးအပေါက်ကနေစထည့်ကြည့်ဒါဆိုဒီလိုအနေထားနေဖုန်းတစ်လုံးအားသွင်းကြည့်အောင်တော့juicy ပေါ်ရနော် juicy မီလင်းနေဒီမှာလင်းနေအဲ့တော့ကျွန်တော်တို့နောက်တစ်ပေါက်ချိန်ကြည့်အောင်ဖြုတ်လိုက်ရင်ပျောက်သွားနော်ပျောက်သွားတော့ power အပိတ်ကနေထိုးရင်သူမလာလားအဲ့လိုစမ်းပေးဒီတစ်ပေါက်လည်း juicy ရတယ်နော်နှစ်ပေါက်လုံး juicy ရဒီတစ်ပေါက်လည်းတော့ juicy လင်းနေဆိုရင်ဒီမီးအစိမ်းလေးလင်းလာပြီးတော့ဒီဖုန်းမှာလည်းကွက်ချက်ပေါ်တယ်ပေါ့နော်အဲ့ဒါရေနောက် PD ကျိုးကတော့စမ်းပေးဖို့တော့လည်းရှိမနေတဲ့အတွက်ဒီဟိုဟာနဲ့ပဲစမ်းပြပေးလိုက်တယ်ပေါ့နော်နှစ်ပေါက်စလုံးဒီတိုင်းနဲ့စမ်းပြပေးလိုက်တယ်သူကဒီပေါက်ကိုချက်ပြန်ပေးမှာတကယ်တမ်းကတော့သူက juicy တစ်ပေါက်ကိုဘယ်ဘောက်ကထိုးရအောင်လုပ်ပေးထားတဲ့ပုံစံမျိုးဖြစ်နေဆို juicy မီလင်းနော်နှစ်ပေါက်စလုံး juicy မီလင်းနဲ့ okay ဒါ juicy ရအဲ့တော့ကျွန်တော်တွဲဖို့တစ်ခေါက်စမ်းကြည့်အောင်နော်ဒါဖုန်းအားသွင်းတဲ့ကိစ္စပြီးသွားပြီပေါ့အဲ့တော့တွဲဖို့တစ်ခေါက်စမ်းကြည့်မယ်တွဲဖို့အတွက်ကကြတော့ဒီ 1A လောက်ရှိတဲ့ wifi set အသေးတွေပေါ့ wifi set အကြီးအတွက်တော့လုံးဝမထင်ဘူးဒီလို wifi set အသေးမျိုးပေါ့ဒီလို wifi set အသေးမျိုးကိုကျွန်တော်ဒီ USB ကျိုးနဲ့ USB ကျိုးထိုးလိုက်မယ် USB ကျိုးထိုးမယ်ထိုးပြီးတော့ wifi set ကိုထိုးကြည့်ဒါဆိုသူပါဝါမီတန်းနေလားနော်ပါဝါမီလင်းလာပြီနော်Wi-Fi set တက်အောင်လို့လည်းဆော့ပေါ့အဲ့တော့ပြောချင်တာဒီဥစ္စာနဲ့ပဲကျွန်တော်တို့ Wi-Fi set အသေးတွေကိုသုံးလို့ရတယ်လို့ပြောချင်တာပေါ့သူနဲ့ပဲတခါတည်း Wi-Fi set အသေးမျိုးတွေဆိုရင်ဒီ power bank နဲ့ဒီလို USB နဲ့ဟိုပါပေါ့ DC ချက်ပင်ခေါင်းနဲ့ပါတယ်ကျိုးမျိုးတော့လို့တာပေါ့ okay အဲ့ဒါဆိုဒီမှာline ၄ခုလုံးလင်းလာပြီပေါ့နော်ဒါဆိုဒါ Wi-Fi set အလုံးလုံးတဲ့သဘောပေါ့ okay ဒါ Wi-Fi set တွဲဖို့အဆန်ပြတာနော်အဲ့ဒါရေတော့တကယ်တမ်းကကျွန်တော်အရင်ကတည်းကဒီဟိုဟာကို Wi-Fi set နဲ့စမ်းပြဘူးလေ Wi-Fi set အလုံးလုံးတယ်လေဒီဟိုဟာနဲ့ပဲပေါ့
ရှစ်လုံးတို့လေးဝင်နေပဲပေါ့အဲ့တော့ Wi-Fi ဆက်သုံးလို့ရတယ်သူက2ပေါက်စလုံးကျူစီရတာလေးတော့အဆင်ပြေတာပေါ့အဲ့တခုတော့ရှိသွားအဲ့တော့ဒီဟာလည်းဒါကျူစီ4ရတယ်ကျူစီ4ရတဲ့အိမ်ကောမယ်နော်ကျူစီရတဲ့အိမ်ပုံစံကတော့တူတူပါဒီမှာကျူစီမီးတွေပါတယ်သူတခါတည်းမြင်ရမယ်တဲ့ကျူစီမီးတွေပါတယ်သူတခါတည်းပါပြီးသားတယ်လေအဲ့လိုမျိုးတွေပေါ့အဲ့တော့သူကနေပြီးတော့ကျူစီရသလားဆိုဒီဘက်ကတော့ကျူစီအပေါက်အဲ့ဒီကျူစီအပေါက်ကနေပြီးတော့ကျွန်တော်တို့အားပြန်သွင်းကြည့်ရအောင်အဲ့ကျွန်တော်ကျူစီအပေါက်မှာထိုးလိုက်တယ်ထိုးပြီးတော့သူ့ကိုကျူစီမီးလင်းသလားပြီးရင်သူ့အားသွင်းကြည့်မယ်โอเคဒီမှာအားလုံးမြင်ရမယ်နော်ဒီမှာ juicy မီလင်းနဲ့သူ့ကိုအားပြန်သွင်းတော့လဲ juicy နဲ့သွင်းပြီးအဲ့ဒါဆိုရင်ဒါပြီးသလောက်ဖြစ်သွားပြီပေါ့အကုန်လုံးလေကျွန်တော်အဝင်ရောအထွက်ကောjuicy နဲ့စမ်းပြလိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ဒီဟာလေးတစ်ခုအတွက်တော့ review ပြီးလောက်ပြီထင်ပါတယ်နော်ဒါပဲနော်